ဒီလိုဗပြတူတူလေးတွေပေါ်မှာအယုတ်လေးတွေကိုဖရှိတရှိလောက်ရတဲ့ကလေးရဲ့ဒုက္ခမှုဆိုင်တွေ့တတ်နိုင်နေဆိုတာဖြစ်နိုင်ပါမယ်တကယ်တော့စစ်တူရင်ဆိုတာအနာရဖို့အတွက်ပဲကစားရတဲ့ဂိမ်းတစ်ခုမဟုတ်ပါဘူးရှင်စစ်တူရင်ကစားနေတဲ့အချိန်တိုင်းမှာရှေ့မှာဘာဖြစ်လာနိုင်မလဲဆိုတာကိုကြိုတင်စဉ်းစားရတယ်လို့ကိုယ်ဆုံးဖြတ်ချက်တိုင်းရဲ့အကျိုးဆက်ကိုလည်းထင်ရှားရပါသေးရဲ့နော်ကလေးတစ်ယောက်ကစစ်တူရင်ခုံရှိမှထိုင်နေတာနဲ့သူတို့ရဲ့အုံနောက်ထဲမှာ problem solving skills တွေအာရုံစူးစိုက်နိုင်စမ်းနေတဲ့ strategic thinking တွေကသူတို့လေးတွေရဲ့အုံနောက်ထဲမှာရှိနေပြီးသားဖြစ်ပါတယ်ဒီနေ့ချိန်မှာကလေးများစုကဖုန်းသုံးနေတဲ့အချိန်ကိုတက်ကြပါတယ်ဖုန်းစခွင့်မျိုးပဲအာရုံစိုက်နေကြတဲ့အခါမှာကလေးငယ်တွေကိုမျိုးလုံးထိခိုက်စေရရင်နဲ့ဒုက္ခမှုပိုင်းဆိုင်ရာအားနည်းမှုတွေဖြစ်ပေါ်တတ်ပါရှင်အဲဒါကြောင့် chess ကစားရင်းနဲ့ကလေးတွေရဲ့အုံနောက်ဆိုင်မြင်မာလာဖို့အတွက် Amishan ရဲ့ chess အတန်းလေးတွေမှာလာရအနံ့မှုဖိတ်ခေါ်လိုက်ပါရှင်အသေးစိတ်ကို Amishan ရဲ့ Facebook page Viber တို့မှဟုတ်ဖုန်းနံပါတ်ကနေတစ်ဆင့်လေးဆက်သွယ်နိုင်တယ်လို့55A 106လမ်းတောင်မန္တလေးမြို့မှာရှိတဲ့ Amishan ရဲ့ education center ကိုလည်းကိုယ်တိုင်လာရောက်ဆောင်ရွက်လို့ရပါတယ်ရှင်